ရွှေပြောင်းနေထိုင်ခြင်းဆိုတာဟာနိုင်ငံအတွင်းမှာပဲဖြစ်စေအခြားနိုင်ငံရပ်ခြားသို့ဖြစ်စေမိမိမူလနေထိုင်သောနေရာကနေအခြားနေရာကိုပြောင်းရွှေ့နေထိုင်တာကိုဆိုလိုပါတယ်။ရွှေပြောင်းနေထိုင်ခြင်းပုံစံတွေကတော့ဖိအားပေးခံရပြီးရွှေပြောင်းနေထိုင်ရခြင်းဟာဒုက္ခသည်တွေနဲ့နိုင်ငံတွင်းအိုးအိမ်မဲ့ဖြစ်နေသောသူတွေမိမိနေရက်အတွင်းမှာဖြစ်ပေါ်နေသောပြိပက္ခတွေကြောင့်အိုးအိမ်မဲ့ရတာတွေဒါအပြင်သဘာဝဘေးအန္တရာယ်နျူကလ িয়ার ဘေးအန္တရာယ်သို့မဟုတ်ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေဖို့ဆောင်ရွက်တဲ့စီမံကိန်းတွေကြောင့်ရွှေ့ပြောင်းရခြင်းကိုဆိုလိုပါတယ်။စိတ်ဆန္ဒအလျောက်ရွှေ့ပြောင်းနေထိုင်ခြင်းဟာမိမိရဲ့စိတ်သဘောဆန္ဒနဲ့ရွှေ့ပြောင်းနေထိုင်ခြင်းကိုဆိုလိုပါတယ်။ရွှေ့ပြောင်းနေထိုင်ခြင်းဖြစ်ပေါ်ရခြင်းရဲ့ဆွဲအားနဲ့တွန်းအားများဆွဲအားပြီးသောအရာများစီးပွားရေးတိုးတက်မှုအလုပ်အကိုင်အခွင့်အလမ်းများအချို့သောနေရာများမှာအလုပ်သမားအင်အားများစွာခေါ်ယူတာဥပမာစောက်လုပ်ရေးရေထွက်ကုန်လုပ်ငန်းများမိသားစုပြန်လည်ပေါင်းစည်းရေးတွန်းအားပေးသောအရာများအလောက်အကိုင်အခွင့်အလမ်းနေပါခြင်းနိုင်ငံရေးဘာသာရေးနဲ့နိုင်ငံတွင်းပြိပက္ခများဗန္ဒာရေးအကျက်အတဲနဲ့သဘာဝဘေးအန္တရာယ်တို့ပဲဖြစ်ပါတယ်ပြည်ပနိုင်ငံများကိုအလောက်သွားရောက်မလုပ်ကိုင်ပြီးစစ်ဆေးရမယ့်အရာတွေကတော့နိုင်ငံကူးလက်မှတ် passport ဗီဇာအလောက်လုပ်ကိုင်ခွင့်အလောက်စာချုပ်တို့ပဲဖြစ်ပါတယ်တရားဝင်နေထိုင်ခြင်းနဲ့တရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်းတရားဝင်ရွှေ့ပြောင်းခြင်းကတော့တရားဝင်ဝင်ရောက်ခြင်းနေထိုင်ခွင့်တရားဝင်အလုပ်လုပ်ခွင့်ရခြင်းနဲ့ထိုင်းနိုင်ငံရဲ့အလုပ်သမားဥပဒေအရကာကွယ်ဆောင်ရှောက်မှုရခြင်းလူမှုဖူလုံရေးနဲ့ကာကွယ်ဆောင်ရှောက်မှုများရရှိခြင်းပဲဖြစ်ပါတယ်တရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်းကတော့တရားမဝင်ဝင်ရောက်ခြင်းတရားမဝင်နေထိုင်ခြင်းတရားမဝင်အလုပ်လုပ်ကိုင်ခြင်းနဲ့ဖန်ဆီးခံရခြင်းနဲ့ပြန်လည်ပို့ဆောင်ခံရခြင်းတို့ပဲဖြစ်ပါတယ်ပုံမှန်မဟုတ်သောရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းတွေကတော့ပုံမှန်ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းလုပ်ငန်းစဉ်အတွက်ကုန်ကျစရိတ်များပြခြင်းငွေရေးကြေးရေးအခက်အခဲကျတဲ့ခြင်းလက်မှတ်အထောက်အထားပြနိုင်မှုမရှိခြင်းလုံခြုံသောရွှေ့ပြောင်းသွားလာနေထိုင်မှုဆိုင်ရာသတင်းအချက်အလက်ရယူဖို့လက်လှမ်းမမီခြင်းတို့ပဲဖြစ်ပါတယ်ပုံမှန်မဟုတ်သောရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုတာဟာအန္တရာယ်ရှိသောအရာဖြစ်နိုင်တဲ့ကဲ့သို့လူကုန်ကူးမှုနဲ့ဆက်ဆက်သက်ဆိုင်သောအခွင့်အရေးချိုးဖောက်ခံရတဲ့ပုံစံမျိုးဦးတည်သွားနိုင်ပါတယ်ပုံမှန်မဟုတ်သောရွှေ့ပြောင်းသွားလာနေထိုင်နေကြတဲ့ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာအထူးသဖြင့်အမျိုးသမီးနဲ့ဆယ်ကျော်သက်မိန်းကလေးတွေဟာအလုပ်သမားအခွင့်အရေးခေါင်းပုံဖြတ်အမျက်ထုတ်တာနဲ့လူကုန်ကူးမှုခံရနိုင်တဲ့အန္တရာယ်ကျရောက်နိုင်တဲ့ပြစ်မှတ်အုပ်စုပဲဖြစ်ပါတယ်။ရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးအများစုဟာပုံမှန်မဟုတ်သောရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနည်းလမ်းကိုရွေးချယ်အသုံးပြုဖို့ဆန္ဒရှိကြတာဟာသူတို့ဟာအမျိုးသားမိသားစုဝင်တွေအတွက်ငွေကြေးထောက်ပံ့မှုတစုံတရာလှုပ်ဆောင်ပေးနိုင်မှုငွေကိုချွေတာစုဆောင်းလိုတာကြောင့်ဖြစ်ပါတယ်။အမျိုးသမီးတို့အနေနဲ့ယုံကြည်လက်ခံထားတာဟာမိမိတို့ရဲ့အမျိုးသားတွေဟာအမျိုးသမီးတွေထက်ပိုပြီးတော့ဝင်ငွေရှောက်ဖွေနိုင်တယ်လို့ထင်ကြတာပဲဖြစ်ပါတယ်။ပုံမှန်မဟုတ်သောရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနဲ့အလုပ်ငှားရမ်းမှုဆိုင်ရာပုံစံတွေကတော့ရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးနဲ့ဆယ်ကျော်သက်မိန်းကလေးတွေဟာမိမိတို့တရားဝင်လက်မှတ်အထောက်အထားမရှိတာနဲ့လုပ်ငန်းခွင်နယ်ပယ်တွေမှာအလုပ်သမားပြက်လက်မှုပြဿနာမြင့်မားနေတဲ့အတွက်လုပ်ငန်းခွင်အတွင်းအတွေ့အကြုံရှိသောလုပ်သားများဖြစ်တဲ့အိမ်ပေါ်လုပ်ငန်းနဲ့ဖျော်ဖြေရေးလုပ်ငန်းစတဲ့လုပ်ငန်းခွင်တွေကိုဝင်ရောက်လုပ်ကိုင်လို့တဲ့ဆန္ဒရှိကြပါတယ်။လုပ်ငန်းခွင်တွေကတော့တရားဝင်မပုံတင်ထားခြင်းမရှိသောအသေးစားစက်ရုံလုပ်ငန်းများအိမ်ဖော်လုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းအမိုက်ပုံတွင်၌လုပ်ကိုင်ရသောလုပ်ငန်းနဲ့အဝတ်လျှော်ဆိုင်လုပ်ငန်းတို့ပဲဖြစ်ပါတယ်။ပုံမှန်မဟုတ်တဲ့ရွှေ့ပြောင်းသွားလာနေထိုင်နေကြတဲ့အမျိုးသမီးတွေနဲ့ဆယ်ကျော်သက်မိန်းကလေးတွေကအဓိကတွေ့ကြုံရင်ဆိုင်နေရတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကတော့လင်ကွဲပြားမှုပေါ်အခြေခံပြီးလောက်ခလာစာကွာဟာခြင်းအခြေခံအနည်းဆုံးလောက်အားကထက်နည်းပါးစွာရရှိခြင်းအတင်းအကျပ်လောက်အားခိုင်းစေခံရခြင်းလူကုန်ကူးမှုသားကောင်ဖြစ်ရခြင်းလိမ်မိုင်းဆိုင်ရာအမျက်ထုတ်ခံရခြင်းနဲ့လူမှုရေးနဲ့ဥပဒေကာကွယ်မှုမရရှိခြင်းတို့ပဲဖြစ်ပါတယ်။လူကုန်ကူးမှုဆိုတာဘာလဲ။လူကုန်ကူးမှုဆိုတာဟာလူစုဆောင်းရှာဖွေခြင်းနဲ့ခေါင်းပုံဖြတ်အမျက်ထုတ်ခြင်းတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပြုမှုလုပ်ဆောင်တာပဲဖြစ်ပါတယ်။ဥပမာအားဖြင့်အတင်းအကျပ်စီယုံသိမ်းသွင်းခြင်းလိမ်လည်လှည့်ပြခြင်းအကြက်ကင်ခြင်းသို့မဟုတ်ဖြားယောင်းသွေးဆောင်ခြင်းတို့ပဲဖြစ်ပါတယ်။လူကုန်ကူးခံရတဲ့အဓိကကျတဲ့အကြောင်းအရင်း၃မျိုးရှိပါတယ်။လိင်ကွဲပြားမှုအပေါ်အခြေခံပြီးလူကုန်ကူးခံရခြင်းအတင်းအကျပ်အလုပ်ခိုင်းစေခံရခြင်းနဲ့အကျွေးမဆက်နိုင်တဲ့အပေါ်ငွေကြေးကျွန်အဖြစ်သိမ်းပိုက်ပြီးခိုင်းစေခံရခြင်းတို့ပဲဖြစ်ပါတယ်။နိုင်ငံတကာကိန်းဂဏန်းအချက်အလက်တွေအရနိုင်ငံတကာလူကုန်ကူးခံရတဲ့သူများထဲမှာ81%သောသူတွေဟာအမျိုးသမီးနဲ့တက်ငယ်မိန်းကလေးငယ်တွေပဲဖြစ်ပါတယ်။လူကုန်ကူးခံရတဲ့အမျိုးသမီးတွေနဲ့တက်ငယ်မိန်းကလေးငယ်တွေမှာ4ဦးအနက်3ဦးဟာလိင်ပိုင်းဆိုင်ရာအမျက်ထုတ်ပြီးလူကုန်ကူးခံရသူတွေပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ကိန်းဂဏန်းအချက်အလက်အရ2018ခုနှစ်ထိုင်းနိုင်ငံအတွင်းလူကုန်ကူးခံရတဲ့အမှုစုစုပေါင်းဟာ226မှုရှိပါတယ်။
လူကုန်ကူးခံရသူတွေထဲမှာခန့်မှန်းခြေ89%ဟာလိမ်မိုင်းဆိုင်ရာအမျက်ထုတ်ခံရတာနဲ့16%သောသူတွေဟာအတင်းအကျပ်အလုတ်ခိုင်းစေခံရတဲ့အမှုတွေပဲဖြစ်ပါတယ်။လူကုန်ကူးခံရခြင်းရဲ့တွင်ပြင်လက္ခဏာတွေကတော့တင်ဤလှုပ်ရှားသွားလာမှုတွေထိန်းချုပ်ခံရတာလွတ်လပ်စွာလှုပ်ရှားသွားလာမှုကိုတားမြစ်ပိတ်ပင်ခံရတာကိုယ့်ရဲ့လက်မှတ် passport သို့မဟုတ်စာရွက်စာတမ်းအထောက်အထားတွေကိုအလုပ်ရှင်သို့မဟုတ်ပွဲစားတွေကသိမ်းယူထားတာကို့မှာကိုယ့်ရဲ့နာမည်မဟုတ်တဲ့လက်မှတ် passport သို့မဟုတ်ခရီးသွားစာရွက်စာတမ်းအထောက်အထားတွေလွဲမှားစွာရှိနေတာလောက်အားကအကျိုးခံစား권မရှိတာဘေးအန္တရာယ်ကင်းရှင်းတာနဲ့လုံခြုံစိတ်ချရမှုမရှိတဲ့နေရာတွေမှာအလုပ်လုပ်ခံရတာအလုပ်သို့မဟုတ်မိမိနေထိုင်တဲ့ဒီနေရာလိပ်စာကိုမသိတာလုပ်ငန်းခွင်အတွင်းသတ်မှတ်ထားတဲ့အချိန်ထက်ကြာမြင့်စွာအလုပ်လုပ်ကိုင်ရတာကိုမိသားစုဆွေမျိုးမိတ်ဆွေတငယ်ချင်းတွေနဲ့အဆက်အသွယ်ပြုလုပ်မှုကိုကန့်သက်ခံထားရတာတွေပဲဖြစ်ပါတယ်။မိမိကိုယ်တိုင်လူကုန်ကူးမှုခံရသောသားကောင်အဖြစ်မှကင်းဝေးဖို့ဘယ်လိုကာကွယ်ရမလဲဆိုတော့လုံခြုံသောရွှေ့ပြောင်းသွားလာမှုနည်းလမ်းကိုရွေးချယ်အသုံးပြုတာရွှေ့ပြောင်းလုပ်သမားတွေအတွက်အလုပ်သမားမှပုံတင်ခြင်းဆိုင်ရာနည်းလမ်းကိုအသုံးပြုတာကိုကိုလိုအပ်သည့်ထက်ပုံမှန်မလုံးပေးပြီးဆွဲဆောင်နေတဲ့လုပ်ငန်းခွင်အခွင့်အလမ်းကိုတတိထားရှောင်ကျဉ်တာမိမိအနေနဲ့လုပ်ငန်းခွင်အတွင်းတို့ဝင်ရောက်အလုပ်လုပ်ကိုင်မှုဆုံးဖြတ်ချက်မချမီအလုပ်ရှင်တတိနဲ့ငှားရမ်းချုပ်ဆိုမဲ့စာချုပ်အကြောင်းအရာနဲ့ဘလို့လုပ်ငန်းမျိုးကိုလှုပ်ဆောင်ရမယ်လုပ်ငန်းအမျိုးအစားတို့ကိုသိချစွာလေ့လာဖတ်ရှုရန်အင်တာနက်ကတဆင့်ကိုစိတ်ဆက်ဖို့အတွက်ကမ်းလှမ်းခြင်းနဲ့လက်ထပ်ထိမ်းများရင်ကမ်းလှမ်းလာတဲ့အရာတွေကိုတတိထားရှောင်ကျဉ်တာကိုယ့်ရဲ့နိုင်ငံသားစီစစ်ရေးကပ်ပြားနိုင်ငံကူးလက်မှတ်အလုပ်လုပ်ကိုင်ခွင့် work permit တို့ကိုနဲ့မကွာတပါးတည်းယူဆောင်ထားပါမိမိနေထိုင်လုပ်ကိုင်နေသောအိမ်လိပ်စာနဲ့အခြေအနေတို့ကိုကိုယ့်ရဲ့မိသားစုဆွေမျိုးသို့မဟုတ်တငယ်ချင်းများထံအဆက်အသွယ်ပုံမှန်လှုပ်ဆောင်ပြပြထားပါလိင်ကွဲပြားမှုအပေါ်အခြေခံတဲ့ကွဲပြားခြားနာခြင်းနဲ့ရွှေ့ပြောင်းသွားလာမှုဆိုင်ရာအကြားဆက်နွယ်ပတ်သက်နေတဲ့အရာတွေကတော့အမျိုးသမီးတို့အများစုဟာအာဆီယံနိုင်ငံတွေအပါအဝင်ထိုင်းနိုင်ငံအတွက်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍမှာအဓိကလှုပ်ဆောင်ပေးနေတဲ့သူတွေပဲဖြစ်ပါတယ်။အခုကာလမှာအမျိုးသမီးတို့အနေနဲ့ကိုယ့်ရဲ့အခွင့်အရေးကိုလက်တွေ့ကျင့်သုံးလာကြတာဟာအမျိုးသားများအပေါ်စီးပွားရေးအရာမိခိုနေတဲ့အနေအထားတစ်ရပ်ကနေအမိအခိုကင်းမဲ့ပြီးမိမိကိုယ်ပိုင်ဝင်ငွေရှာဖွေရပ်တည်လာနိုင်သောရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားအသွင်တို့ကူးပြောင်းလာကြပါတယ်။လိင်ကွဲပြားမှုအပေါ်အခြေခံတဲ့ကွဲပြားခြားနာခြင်းနဲ့ရွှေ့ပြောင်းသွားလာမှုဆိုင်ရာအကြောင်းတွေကိုနားလည်သဘောပေါက်စေရန်လည်းလေ့လာထားရပါမယ်။ရွှေ့ပြောင်းအလုပ်သမားအမျိုးသားနဲ့အမျိုးသမီးအပေါ်အကျိုးသက်ရောက်မှုကွဲပြားခြားနာရခြင်းဟာသူတို့ရဲ့ရွှေ့ပြောင်းသွားမှုပုံစံနဲ့အခြေအနေတို့ကြောင့်ပဲဖြစ်ပါတယ်။ရွှေ့ပြောင်းသွားလာခြင်းဟာလိင်ကွဲပြားမှုအပေါ်အခြေခံတဲ့ဘောင်ခံထားမှုကိုပုံမတိုးတက်ခိုင်မာလာစေဖို့တွန်းအားပေးဖော်ဆောင်နေတာဖြစ်တယ်လို့သူတို့ရဲ့အမျိုးသမီးတို့တွေကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်တွေပါဝင်ခွင့်ရဖို့ကန့်သတ်နေတဲ့အရာတွေပဲဖြစ်ပါတယ်။ရွှေ့ပြောင်းသွားလာခြင်းဟာအမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများလိုအပ်မှုပုံမှုမြင့်မားလာစေရန်ဖန်တီးလှုပ်ဆောင်နေတဲ့အရာဖြစ်ပြီးအထူးသဖြင့်အမျိုးသမီးအလုပ်သမားလိုအပ်မှုမြင့်မားနေတဲ့နေရာတွေမှာအိမ်ပေါ်နဲ့ကလေးချင်းလုပ်ငန်း၊စပွဲတိုးလုပ်ငန်းနဲ့လိင်လုပ်သားတွေပဲဖြစ်ကြပါတယ်။ရွှေ့ပြောင်းသွားလာမှုဆိုင်ရာတွေမှာအမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကိုလည်းတွေ့ရှိရပါတယ်။အတင်းအကျပ်လုံအားပေးခိုင်းစေခံရတာ၊လူကုန်ကူးခံရတာ၊လိင်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရတာ၊လုပ်ငန်းခွင်အတွင်းအကြမ်းဖက်ခံရတာ၊လွတ်လပ်စွာလှုပ်ရှားသွားလာမှုကန့်သတ်ခံရတာ၊လုပ်ငန်းခွင်အတွင်းခွဲခြားဆက်ဆံခံရတာ၊ရတင်ရထိုက်သောအခြေခံအခွင့်အရေးတွေကဝန်ဆောင်မှုအကူအညီတွေနဲ့ဥပဒေကာကွယ်မှုရရှိခံစားဖို့ကန့်သတ်ပိတ်ပင်ခံရတာတွေပဲဖြစ်ပါတယ်။2018ခုနှစ်မဲဆောက်စီယုံကြီးအရေးပေါ်အကူအညီပေးရေးစင်တာရဲ့ပြုစုထားတဲ့ကိန်းဂဏန်းအရ90%သောအကူအညီလာရောက်တောင်းခံသူတွေဟာအမျိုးသမီးတွေပဲဖြစ်ပါတယ်။51%ဟာလိင်ပိုင်းဆိုင်ရာစော်ကားခံရသူတွေပဲဖြစ်ပါတယ်။9%ဟာကလေးအကြမ်းဖက်ခံရသူတွေဖြစ်ပြီး64%ဟာအမျိုးသမီးရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး44%ဟာရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူတွေပဲဖြစ်ပါတယ်။တက်ငယ်မိန်းကလေးနဲ့အမျိုးသမီးအပေါ်အကြမ်းဖက်မှုပပျောက်စေဖို့အသိပညာပေးသွန်းအားပေးလှုပ်ဆောင်ခြင်းနဲ့အကြမ်းဖက်ခံရသူတွေကိုပြန်လည်ပြုစုပြောင်းထောင်အကူအညီပေးနေတဲ့အဖွဲ့အစည်းများကတော့တနေရာထဲမှာဝန်ဆောင်မှုအပြည့်အဝအကူအညီပေးနေတဲ့အရေးပေါ်ဖုန်းနံပါတ်1300တက်ခိုင်လူမှုကယ်ဆယ်ရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြန်လည်နေရာချထားရေးရုံးဖုန်းနံပါတ်3955511452နဲ့မဲဆောက်စီယုံကြီးအရေးပေါ်အကူအညီပေးရေးစင်တာ3856491311သို့မဟုတ်အရေးပေါ်ဖုန်းနံပါတ်1669အလုပ်သမားဥပဒေဆိုင်ရာကူညီဆောင်ရွက်ပေးတဲ့ရုံးဖုန်းနံပါတ်ကတော့3955535994တို့ပဲဖြစ်ပါတယ်။